အရှင်ဖျားပြိတ္တာကသောတာပန်တီလာဖျားတဲ့ပြိတ္တာတွေဆိုတာအပေဘုံသားတွေဖြစ်တယ်ဆိုတာကိုဗုဒ္ဓဘာသာဝင်များသိကြပါတယ်အဲ့ဒီလိုအပေဘုံသားတွေဖြစ်တဲ့အတွက်ပြိတ္တာတွေဟာသောတာပန်တီလောက်တဲ့အထိတရားထူးမရနိုင်ပါဘူးဘာကြောင့်လဲဆိုရင်သူတို့တွေဟာအကုသလဝိပတ်အဟိပရိသန္တိနေကြတဲ့တတ္တဝါတွေဖြစ်လို့ပါဒါဆိုရင်ပြိတ္တာတိုင်းဟာအပေဘုံမှာအကျုံးဝင်ပါသလားလို့မေးစရာရှိပါတယ်ပြိတ္တာတိုင်းတော့အပေဘုံမှာအကျုံးမဝင်ပါဘူးဘယ်လိုပြိတ္တာမျိုးတွေအပေဘုံမှာအကျုံးမဝင်တယ်လဲဆိုရင်သူဂတိအဟိဒွိဟိတိဟိပရိသန္တိနေကြတဲ့ပြိတ္တာမျိုးတွေဟာအပေဘုံမှာအကျုံးမဝင်ပါဘူးသူတို့တွေဟာသတုမာရိဘုံမှာသာအကျုံးဝင်ပါတယ်အဲ့ဒီလိုပြိတ္တာမျိုးတွေတရားနာမယ်ဆိုရင်တော့သောတာပန်တီလောက်တဲ့အထိတရားထူးရနိုင်ပါတယ်ထင်ရှားတဲ့တာရကတစ်ခုကိုအထောက်ထားအနေနဲ့အတူချုပ်ချပြရမယ်ဆိုရင်တန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားပါဝတိပြည်ဇေတဝန်ကျောင်းတိုက်မှာသတင်းသုံးတော်မူစဉ်ဇေတဝန်ကျောင်းတိုက်အတွင်းကကောတံပကမိတဲ့ကျောင်းဆောင်မှာအရှင်နုရုဒ္ဓမထေရဟာဓမ္မပဒအပ္ပမာဒဝက်ကိုရွတ်ဖက်ပူဇော်နေပါတယ်အဲ့ဒီချိန်မှာပိယင်္ဂရမာတာဆိုတဲ့ပြိတ္တာမဟာသားငယ်ဤလက်ကိုဆွဲပြီးဇေတဝန်ကျောင်းတိုက်ဝင်းကျင်မှာအစာရှာထွက်လာပါတယ်ဇေတဝန်ကျောင်းတိုက်နာရောက်တဲ့အခါမှာအရှင်နုရုဒ္ဓမထေရတရားရွတ်ဖက်တန်ကိုကြားတဲ့အခါအဲ့ဒီတရားရွတ်ဖက်တန်ကိုနာကြားရတဲ့အတွက်ပိယင်္ဂရမာတာဆိုတဲ့ပြိတ္တာမဟာသောတာပန်တည်သွားပါတယ်။ဘာကြောင့်သောတာပန်တည်သွားရတာလဲဆိုရင်အဲ့ဒီပိယင်္ဂရမာတာဆိုတဲ့ပြိတ္တာမဟာအပေဘုံမှာအကျုံးမဝင်တဲ့ပြိတ္တာမျိုးဖြစ်လို့ပါ။ဒါကြောင့်ပြိတ္တာတွေဟာသောတာပန်တည်နိုင်ပါသလားဆိုရင်အပေဘုံမှာအကျုံးဝင်တဲ့ပြိတ္တာမျိုးဆိုရင်တော့သောတာပန်မတည်နိုင်ပါဘူး။အပေဘုံမှာအကျုံးမဝင်တဲ့ပြိတ္တာမျိုးဆိုရင်တော့သောတာပန်တည်နိုင်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။